မင်္ဂလာပါရှင်ဒီတစ်ခေါက်ကတော့ McDonald's ဆိုင်ထဲမှာအိမ်နဲ့နည်းနည်းလေးလှမ်းတဲ့ဆိုင်လေးကိုသွားခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်လိုက်ကြည့်ပေးကြပါအောင်နော်ဒီဆိုင်လေးကလေအပေါ်ထက်ရောအောက်ထက်ရောထိုင်လို့ရတဲ့အပြင်ကိုညနေဆောင်ဆိုလို့ရှိရင်ဆိုင်ရဲ့အရှိတ်ဘက်ရောဘေးဘက်ကောနောက်ဘက်ကနေရောမြင်ရတဲ့ဒီနေဝင်စည်းစာမြင်ကွင်းလေးကအရန်လှတဲ့အပြင်ဆိုင်လေးကလည်းကျယ်ဝန်းလေးဆိုတော့လေအခုလိုမျိုးအေးအေးဆေးဆေးထိုင်စားခြင်းတဲ့သူတွေအတွက်လုံးဝအဆင်ပြေတဲ့ဆိုင်လေးပဲဖြစ်ပါတယ်အော်ဒါမှာတဲ့ပုံစံလေးလေးဆိုင်ဝန်ထမ်းတွေစီမှာမှားလို့လဲရတယ်လို့ကိုယ့်ဘာသာကိုအခုလိုမျိုး self order လုပ်လို့ရတဲ့အတွက်လုံးဝအဆင်ပြေပါတယ်ကိုမှားလာတဲ့ order number ခေါ်ရင်တော့သွားယူရမှာပေါ့နော်ဒီနေရာလေးမှာယူရတာပါမှားလာတာလေးတွေကတော့လေဘာဂါနှလုံးရယ်ချက်ကြော်အသီးလေးရယ်အေးနှစ်ခွက်ရယ်နဲ့အာလူးကြော်ရယ်ပဲဖြစ်ပါတယ်ပေါမုတ်သားကတော့ကောင်းပေမဲ့လေခင်းရင်ဒီ sauce ကြတော့တိတ်မကြိုက်ဘူးချက်ကြော်လဲလေအရသာရှိပေမဲ့အဲ့ဒီ sauce လေးနဲ့နည်းနည်းလေးထပ်ဆက်ရင်ကောင်းမှာပဲလို့တွေးမိရပေါ့နော်အေးကတော့ပြောစရာမလိုဘူးဒါပေမဲ့ coffee အေးကြတော့နည်းနည်းလေးအချိုပေါ့တယ်အာလူးကျော်ကတော့လေစားဖို့တမျှထဲမှာသူ့ဆိုင်ရအကောင်းဆုံးပဲဒီကတော့လေနောက်ဘက်ကနေမြင်ရတဲ့ဒီမြင်ကွင်းလေးပါဒီကောင်လေးကကြတော့ဘေးဘက်ကနေမြင်ရတဲ့မြင်ကွင်းလေးတော်တော်လေးလှနော်လေးကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ် like and follow လေးလုပ်ဖို့မမေ့နဲ့ဦးနော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်တတ်တာ